နေတွေဆိုအတန်းထဲမှာကလေးတွေကိုထိန်းချောင်းရတာတကယ်ကိုမဖြစ်နိုင်တယ်လို့ပဲခံစားရတယ်သင်ခန်းစာတွေကိုဘလောက်ပဲတေချာပြင်ဆင်လာပါစေအနှောက်အယှက်တွေကတော့ပေါ်လာမြဲပါပဲကျောင်းသားတွေကတယောက်နဲ့တယောက်အပြိုင်ပြောကြအာယုံတွေလွင့်ပါကုန်ကြပြီးအနှောက်အယှက်အသေးဖွဲလေးတွေကလည်းခဏချင်းနဲ့ပိုဆိုးသွားတတ်တယ်အဲ့ဒီတော့ဘယ်သူမှအာယုံဆိုင်လို့မရတော့ဘူးအတန်းကိုပြန်ထိန်းနိုင်ဖို့နီလန်းမျိုးစုံနဲ့စူးစမ်းကြည့်တယ်ညွန်ကြားမှုပုံစံတွေပြောင်းကြည့်တယ်အတန်မြင့်ပြီးပြောကြည့်တယ်စီးကန်းတွေကိုထက်ခါတလဲလဲပြောပြတယ်ဒါပေမဲ့လည်းတိတ်ဆိတ်သွားတဲ့အချိန်ကတိတ်မကြလိုက်ပါဘူးတင်ယူမှုလမ်းကြောင်းကိုလမ်းညွန်ပေးမဲ့အစားစူညံတန်းတွေလှုပ်ရှားမှုတွေအနှောက်အယှက်တွေကိုပဲလိုက်ပြီးတုံ့ပြန်နေတယ်လို့ခံစားရတယ်တကယ်ကိုမောပန်းရတယ်လို့တခါတလေလဲစိတ်သက်ကြစရာကောင်းတယ်ကိုမေးခွန်းထုတ်လာမိတယ်ဘာလို့တိတ်ခက်ခဲနေတယ်လဲပေါ့ကိုရဲ့တင် जा ပုံချင်းကပ်နီးတွေကိုပြန်မို့လိုလာပြီဆိုတာသိလိုက်တယ်